မင်္ဂလာပါခင်ဗျာလေရင်ပြန်လို့ကျွန်တော်အခုပြောလို့ရှိရင်ခုဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးရဲ့စိတ်ထဲမှာလေရင်ပြန်ဘယ်လိုပုံစံလဲဆိုတာသိပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲ့လိုပဲလူတစ်ယောက်ဟာမိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ခရီးကိုဝေဟင်ပေါ်ကနေပြန်ပြီးတော့မှအချိန်တူတူအတွင်းရောက်အောင်သွားနိုင်တယ်လို့ပြောလို့ရှိရင်လည်းယနေ့ခေတ်နဲ့ထူးဆန်းခြင်းမှာထူးဆန်းပါပါဒါပေမဲ့လေရင်ပြန်ဆိုတဲ့အကြောင်းအရာတွေတစ်ခေတ်တစ်ခါတော့ကအင်မတန်မှထူးခြားတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်လူသားတစ်ယောက်အနေနဲ့စဉ်းစားကြည့်အောင်မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ခရီးကိုဝေဟင်ပေါ်ကနေပြန်ပြီးတော့မှသွားနိုင်တယ်ဆိုတဲ့ idea တစ်ချိန်လုံးကဒါယူသွတ်တဲ့ idea တစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ခုခေတ်မှာတော့အာယုံကြည်လက်ခံပြီးသားအကြောင်းအရာတစ်ခုပေါ့ဗျာဒါပေမဲ့ထူးခြားတာကဒီလေရင်ပြန်ဆိုတဲ့ကောင်းလာပါကြီးဆိုတဲ့ဤပညာကိုလူတွေလက်ခံယုံကြည်သုံးစွဲလာဖို့ဆိုတာ68နှစ်တောင်ကြာခဲ့ပါတယ်အလင်းမြတ်တစ်ခုပဲလားဆိုလို့ရှိရင်တော့မဟုတ်ပါဘူးကျွန်တော်ခုပြတဲ့ပုံလေးကိုကြည့်ပါဒီပုံလေးကကျွန်တော်ထုတ်ကုန်ပစ္စည်းတစ်ခုကိုနော်လူအများလက်ခံအသုံးပြုလာဖို့လူအများဘယ်လောက်လဲဆိုလို့ရှိရင်တော့ဒီစစ်တမ်းကလူတန်းလို့ပြောထားတာပေါ့ဗျာလူရည်တန်းလူအများလက်ခံယုံကြည်သုံးစွဲလာဖို့အတွက်ကြာခဲ့တဲ့အခြေရေးအတွက်ကိုစည်ရင်းပြုစုထားတာပါထူးခြားစွာပဲနော်အင်တာမစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကအကုန်လုံးကယနေ့ခေတ်မှာလူတွေအကုန်လုံးယုံယုံကြည်ကြည်နဲ့လက်ခံသုံးစွဲနေကြတဲ့အကြောင်းအရာတစ်ခုပါဒီမှာကြည့်ပါကားနော်ကားဆိုတဲ့အကြောင်းအရာကိုလူအများကယုံကြည်စွာလက်ခံသုံးစွဲလာဖို့ဆိုတာ62နှစ်ကြာခဲ့ပါတယ်တယ်လီဖုန်းကျွန်တော်တို့အားလုံးနော်တယ်လီဖုန်းဆိုတာနော်နှစ်ပေါင်း90ကြာမှတာလေနှစ်ပေါင်း90ကြာခဲ့ရပါတယ်လူတွေအများသုံးစွဲလာဖို့ဆိုတာအဲ့လိုပဲကျွန်တော်တို့အားလုံးယနေ့လူတိုင်းသုံးစွဲနေကြတဲ့ electricity လျှက်စစ်ပစ္စည်းလျှက်စစ်ဆိုတာကလည်းနော်လူတွေအကုန်လုံးလက်ခံယုံကြည်သုံးစွဲလာဖို့အတွက်46နှစ်ကြာခဲ့ပါတယ်အဲ့လိုပဲ credit card 28နှစ်ကြာခဲ့ပါတယ် television 22နှစ်ကြာခဲ့ပါတယ် ATM 18နှစ်ကြာခဲ့ပါတယ် computer နော်14နှစ်ကြာခဲ့ပါတယ်မိုဘိုင်းဖုန်းကိုယနေ့မှာလူတိုင်းလောက်နှီးပါသုံးနေတဲ့ဖုန်းဟာလူတန်း user တန်းပြည့်ဖို့အတွက်လူပေါင်းလက်ခံယုံကြည်သုံးစွဲလာဖို့အတွက်12နှစ်ကြာခဲ့ပါတယ်အဲ့တော့ internet ကျွန်တော်အားလုံးလူတိုင်းလောက်နှီးပါရှိတယ်ကြိုက်တယ်ဆိုတဲ့ internet ဆိုတာ9နှစ်ကြာခဲ့ပါတယ် iPod ဟာ4နှစ်ကြာခဲ့ပါတယ် YouTube ဟာ4နှစ်ကြာခဲ့ပြီးတော့မှ Facebook ဟာ user ပေါင်းတန်းပြည့်ဖို့အတွက်3နှစ်ကြာခဲ့ပါတယ်အဲ့လိုပဲဒါကတော့ကျွန်တော်အပိုထည့်ထားတာပေါ့ဗျာနော်ကျွန်တော်လည်းပဲ2008ခုနှစ်ကတည်းကလှုပ်လာခဲ့လိုက်တာ follower တန်းပြည့်ဖို့အတွက်2020ဆိုတော့တေချာတစ်ခုက10စုနှစ်ကြာတစ်ခုပေါ့ဗျာကြာခဲ့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာအင်မတန်မှကောင်းမွန်လာပါတယ်ဆိုတဲ့ကြီးမားမားနီးပညာတွေတောင်မှလူအများယုံကြည်လက်ခံသုံးစွဲအသုံးပြုလာဖို့ဆိုတာနှစ်ပေါင်းအများကြီးကြာခဲ့တယ်ဆိုတာကိုကျွန်တော်ဒီမှာချပြချင်တာပါကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ပေါ့ဗျာစီးပွားရေးလုပ်ငန်းတစ်ခုပဲဖြစ်ဖြစ် brand တစ်ခုလို့ပဲဆိုနာမည်ကောင်းတစ်လုံးလို့ပဲပြောတေချာတာတစ်ခုကဒီလောက်ကောင်းမွန်လာတဲ့လူတိုင်းလောက်နီးပါးလက်ခံယုံကြည်မယ်လို့ထင်နေကြတဲ့ဤပညာအကြောင်းအရာကြီးတစ်ခုတောင်မှလူသားသမိုင်းကိုပြောင်းလဲစေတဲ့ဤပညာတွေပါဒီလိုဤပညာတောင်မှလူများလက်ခံယုံကြည်သုံးစွဲလာဖို့အတွက်နှစ်ပေါင်းများစွာစောင့်ခဲ့ရသေးတာပဲဗျာနှစ်ပေါင်းများစွာကြာခဲ့ရသေးတာပဲဗျာစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုအကောင်းဆုံးပြုလုပ်ထားတဲ့ရဲ့သားနဲ့ဗျာเนาะဘာဖြစ်လို့များဆိုင်ဖွင့်ခြင်းလူအများကြီးကိုလက်ခံယုံကြည်ကြလိမ့်မယ်လို့မျှော်လင့်နေရလဲပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာထောက်ပြလို့ရင်အကြောင်းအရာတစ်ခုကစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ brand တစ်လုံးနာမည်ကောင်းတစ်လုံးရင်းနှီးမြှုပ်နှံမှုတစ်ခုကြွယ်ဝချမ်းသာမှုဆိုတဲ့အကြောင်းအရာတွေဟာဘာပဲဖြစ်ပါတေချာတာတစ်ခုကတော့အချိန်ပေးရတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်တာပါဒါကြောင့်မို့လို့လူငယ်တွေကိုတိုက်တွန်းချင်တာကအချိန်ပေးရတယ်ဆိုမှတော့စောလုံနိုင်လေကောင်းလေပေါ့ဗျာစီးပွားရေးလုပ်ငန်းတစ်ခုကိုစောလုံနိုင်လေအောင်မြင်ဖို့ရာဂိုင်နှုန်းများလေပေါ့ဗျာနာမည်ကောင်းတစ်လုံးကိုစောတိဆောက်နိုင်လေအောင်မြင်ဖို့ရာဂိုင်နှုန်းများလေပဲပေါ့ဗျာရင်းနှီးမြှုပ်နှံမှုတစ်ခုကိုစောလုံနိုင်လေအတိုင်းအတာတစ်ခုရောက်ဖို့အတွက်ရာဂိုင်နှုန်းများလေပဲပေါ့ဗျာအဲ့လိုပဲကြွယ်ဝချမ်းသာမှုဆိုတာကလည်းစောလုံနိုင်လေကြွယ်ဝချမ်းသာဖို့ရာဂိုင်နှုန်းများလေပေါ့ဗျာဒါကြောင့်မို့လို့ငယ်ရွယ်စဉ်မှာစောနိုင်တယ်များစောလုပ်ပါမားခဲ့ရင်တောင်မှပြန်ပြင်ဖို့အချိန်ရှိတာပေါ့ဗျာစောလုပ်ပါအချိန်ပေးမှရတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဘယ်အရာပဲဖြစ်
ဖြက်လန်းဆိုတဲ့အကြောင်းအရာထက်အချိန်ပေးပြီးတော့မှရေရှည်တွေးပြီးတော့မှနာမည်ကောင်းတစ်လုံးဆိုတဲ့အကြောင်းအရာစီးပွားရေးလုပ်ငန်းဆိုတဲ့အကြောင်းအရာကြွယ်ဝချမ်းသာမှုဆိုတဲ့အကြောင်းအရာတွေကိုအချိန်ပေးပြီးတော့မှတိဆောက်ပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တာဖြစ်ပါတယ်တခုခုရသွားလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်